အားလုံးပဲမင်္ဂလာပါကပ္ပလုံးချွေအခင်းချင်းကြီးတစ်ခုလုံးကိုဇောက်ထုံးမိုးမျိုးဖြစ်သွားစေမယ့်အလွန်အရေးကြီးတဲ့အရေးပေါ်တည်င်းဥအခြေအနေတစ်ခုကိုအခုပဲခွဲချမ်းစေဖြတ်ကြည့်အောင် Center Policy Game လို့ခေါ်တဲ့အစစ်မြင့်ပထဝီနိုင်ငံရဲ့တရုတ်ပြလေလာဦးတစ်ခုပါနေအလွန်ချောက်ချလက်ကောင်းတဲ့ဇလန်တပူထွက်ပေါ်လာပါတယ်အဲ့ဒါကတော့တကယ်လို့သာကပ္ပအင်အားကြီးပုံဖြစ်တဲ့မေကန်ကနေတိုမဟာမစ်အဖက်ကနေရုတ်တရက်နှုတ်ထွက်သွားပဲဘာတွေဆက်ဖြစ်မလဲဆိုတာပါပဲဒါကရွေးရှင်တဲ့နိုင်ငံရေးကစားပွဲတစ်ခုမဟုတ်ပါဘူးကပ္ပကြီးတစ်ခုလုံးကိုကိုင်းလို့ဖြစ်နေတဲ့တက်ရောက်မှုတော့ပါဝင်နေပါတယ်ကဲဒီအကြောင်းအရာတွေကိုအသေးစိတ်စတင်ဝင်ရောက်ကြည့်လိုက်ကြရအောင်မနက်ခင်းတစ်ခုမှာအမေရိကန်သမ္မတစီကနေနေတိုဟာခိမမီတို့တဲ့အဖွဲ့အစည်းဖြစ်တဲ့အမေရိကန်ကနှုတ်ထွက်မယ်ဆိုတဲ့တရားဝင်ကြီးညာချက်ကြီးရုတ်တရက်ထွက်လာတယ်လို့မင်းရောင်ကြည့်လိုက်ပါဒါတာမန်တဲ့တစ်ခုမဟုတ်ဘူးနော်ကမ္ဘာလုံးကျုံရဲ့စနစ်ကြီးတစ်ခုလုံးပြိုကျသွားမဲ့အကြီးမားဆုံးသောပထဝီနိုင်ငံရဲ့အကျက်တဲကြီးရဲ့မြေပြင်အစားမဖြစ်လာပါလိမ့်မယ်ဒီစကားတစ်ခုနဲ့တဲ့ဥရောပတစ်ခွင်ကိုမကြုံစားဘူးထိတ်လန့်တုန်လှုပ်သွားစေမဲ့တဲ့ဥဖြစ်လာမှာအသေးကြပါပဲဒီတနေ့ဦးကျညာချက်ထွက်လာတဲ့တပြိုင်နက်ပထမဆုံးမြင်တွေ့ရမယ်ရိုက်ခတ်မှုကတော့အင်မတန်မှကိုကြီးမားပါတယ်ဒုတိယကမ္ဘာစစ်အပြီးကတည်းကတိစောက်ခဲ့တဲ့ကမ္ဘာပေါ်မှာအင်အားကြီးဆုံးလို့သတ်မှတ်ထားတဲ့လုံခြုံရေးအဆောက်အုံကြီးဟာညလွင့်ချင်းဆိုသလိုလေထဲလွန့်ပြော့သွားနိုင်တဲ့အခြေအနေမျိုးဖြစ်သွားမှာပါအမေရိကန်ရဲ့အကာအကွယ်ဆိုတဲ့ထီးကြီးမရှိတော့တဲ့အခါဥရောပတိုက်ကြီးဟာချစ်ချင်းပဲအကာအကွယ်မဲ့သွားမယ့်အနေအထားကိုဆက်ရောက်သွားမှာဖြစ်ပါတယ်ဒီအခြေအနေကိုပိုနားလည်ဖို့တမိုင်းကိုအနည်းငယ်ပြန်ကြည့်ကြပါမယ်ထောင်းကောစီစဉ်မှာဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက်ဆိုဗီယက်ယူနီယံရဲ့ကွန်မြူနတီဝါဒချင်းချောင်းမှုကိုတားဆီးဖို့1940ခုခွန်မြမှာနေတိုကိုတီထောင်ခဲ့ပါတယ်။ဆယ်စုနှစ်များစွာတိုင်အောင်ဒီအဖွဲ့ကြီးဟာတာမဏိလိုခိုင်မာတဲ့ဒိုင်းလွှားတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့2021ခုနှစ်မှာ Center Policy Game နဲ့အမေရိကန်သားနှုတ်ထွက်တွိုင်းဖြစ်လာမယ့်အခြေအနေတွေကိုစတင်တရုတ်ပြလေ့လာခဲ့ရကနေယခု2026ခုနှစ်ဝန်းကျင်မှာတော့ဒီချင်းချောင်းမှုကြီးဟာစိတ်ကူးရင်တက်မဟုတ်တော့ပဲတကက်လက်တွေ့အန်ဒီတစ်ခုအဖြစ်ပုံမကြီးမားလာနေပြီဆိုတာကိုတွေ့ရပါတယ်ဒါဆိုရင်ဒီလောက်ခိုင်မာလာတဲ့မဟာမိတ်ဖွဲ့ကြီးဘာကြောင့်ပြိုကွဲမဲ့အန်ဒီရဲ့ရှိနေရတာလဲအဓိကအကြောင်းရင်းကတော့မဟာမိတ်နိုင်ငံတွေကြားမှာဖြစ်ပေါ်နေတဲ့နှရှိုင်းလာတဲ့အကွဲကြောင်းတွေကြောင့်ပါပဲဒီလိုအမေရိကန်နှုတ်ထွက်နိုင်ခြေရှိတဲ့ဆိုတဲ့ဇာလန်းဟာလုံးဝဖြစ်နိုင်ခြေမရှိတဲ့ပုံမြင်တစ်ပုံမဟုတ်ပဲလက်ရှိနိုင်ငံရေးအခြေအနေတွေအရာအလွန်ကုန်ဖြစ်နိုင်ခြေရှိတဲ့အရာတစ်ခုဖြစ်နေပါတယ်အဲ့ဒီအကွဲကြောင်းတွေရဲ့ဇစ်မီကဘာတွေများလဲဆိုတာကိုဆက်ကြည့်ကြပါမယ်အချက်လက်တွေအရာအဓိကသဘောထားကွဲလွဲမှုတွေကဒီနေရာနဲ့စနေပါတယ်အရှိလေပိုင်းကအီရန်နဲ့ပြိပခတ်ဖြစ်ခြင်းဟော်မိုဆီလက်ကြားကိုပိတ်ဆို့ခံရခြင်းတွေမှာအမေရိကန်ကဥရောပနိုင်ငံတွေကိုစစ်ရေးအကူအညီဖို့တောင်းဆိုခဲ့ပေမဲ့ဥရောပဘက်ကဥပဒေကြောင်းအရငင်းဆန်ခဲ့ပါတယ်။နောက်တစ်ချက်ကဘန်ဒါရေးကိစ္စပါ။အမေရိကန်ဘက်ကဥရောပနိုင်ငံတွေဟာကာကွယ်ရေးသုံးစွဲကိုလုံလုံလောက်မထည့်ဝင်ဘူးလို့ယူဆပြီးရခင်သတ်မှတ်ထားတဲ့ GDP ရဲ့9%အစား9%အထိတိုးမြင့်သုံးစွဲဖို့တောင်းဆိုလာပါတယ်။ဒီဘန်ဒါရေးနဲ့စစ်ရေးပံ့ပိုးမှုဆိုင်ရာဖိအားတွေကမဟာမိတ်တွေကြားကယုံကြည်မှုကိုပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့ပါတယ်။အခုတကယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့အမေရိကန်ရဲ့မဟာဗျူဟာမြောက်အလီပီမှုတွေတိတိတသာပြောင်းလဲသွားတာပါပဲ။အမေရိကန်ကအကာအကွယ်ပေးမဲ့ဇင်းမှာရခိုင်ကဂျာမနီလိုနိုင်ငံမျိုးဟာစံပြမဟာမိတ်အဖြစ်ထိဆုံးကပါဝင်ခဲ့ပါပဲ။ဒါပေမဲ့နောက်ပိုင်းလွတ်တဲ့ဂျာနာပွေတွေကဂျာမနီကိုဒီစီရင်ကနေဖယ်ရှားလိုက်ပြီးအစ္စရေးတောင်ကိုရီးယားပိုလန်ဖင်လန်နဲ့ဘော်တီနိုင်ငံတွေကိုသာအထူးကာကွယ်ပေးမဲ့စံပြနိုင်ငံတွေအဖြစ်အစားထိုးသတ်မှတ်လာပါတယ်။ဒါဟာမဟာမိတ်အဖွဲ့အတွင်းမှာမမြင်ရတဲ့အစင်တန်းခွဲခြားမှုတွေဖြစ်လာပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဒါဆိုရင်လက်တွေ့မှာတော့တမဒတူတွေကဒီလောက်ကြီးမားတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ပြီးနေတိုးကနေနှုတ်ထက်သွားဖို့တကယ်ပဲဖြစ်နိုင်တယ်လား။ဒီနေရာမှာဥပဒေရေးရာရန်တရားတွေစီကိုအာယုံပြောင်းကြည့်ဖို့လိုလာပါပြီ။လေ့လာသူတွေနဲ့ဥပဒေပညာရှင်တွေကြားမှာအကြီးကျယ်ညှင်းခုန်မိကြတဲ့ဥပဒေခွက်လက်တဲ့အမှန်တကယ်ရှိနေပါတယ်။ဝါရှင်တန် DC ရဲ့အာဏာခွဲဝေမှုစနစ်အရအလွန်အရေးကြီးတဲ့မိန့်ခွန်းတစ်ခုထွက်ပေါ်လာပါတယ်။သမ္မတတူဦးတဲ့အနေနဲ့နေတိုးမှနှုတ်ထွက်ရန်ဆောင်ရွက်နိုင်သလားဆိုတာပါပဲ။လွှတ်တော်ကတားဆီးခွင့်ရှိမရှိသမ္မတမှာအကျွင့်မဲ့အာဏာရှိမရှိဆိုတာဟာဒီအကြအတေးတစ်ခုလုံးရဲ့အသက်သွေးကြောဖြစ်နေပါတယ်ပြီးတော့ဒါကအထူးတစ်ဖြင့်ရှင်းလင်းစွာတရုတ်ပြနေတာကဥပဒေဆိုင်ရာအားပြိုင်မှုပဲဖြစ်ပါတယ်။တစ်ဖက်မှာကြည့်ရင်2014ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ဥပဒေအရနှုတ်ထွက်မယ်ဆိုရင်အထက်လွှတ်တော်ရဲ့3ပုံ1ပုံထောက်ခံမယ်လိုအပ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့နောက်ထပ်မှာတော့ဥပဒေပညာရှင်တချို့ထောက်ပြထားတဲ့သမ္မတရဲ့လွတ်ပိုင်ခွင့်ကွက်လက်ကြီးရှင်းနေပါတယ်။သမ္မတအနေနဲ့နေတိုးတဘိုးတူညီချက်အပိုင်း73အရတနင့်ကြိုတင်ကြောင်းကြပြီးနှုတ်ထွက်ခွင့်ရှိတယ်လို့ဒီရာဝန်စာချုပ်ကိုမဖြတ်သိမ်းပဲယူရိုပကအမေရိကန်တပ်ဖွဲ့တွေကိုရုပ်သိမ်းလိုက်တာစီရေးပံ့ပိုးမှုတွေကိုဖျက်တောက်လိုက်တာမျိုးနဲ့လွတ်တော်ကိုကြော်ဖြတ်ပြီးတိတ်တဆိတ်နှုတ်ထွက်ခြင်းကိုအလွဲတကူလှုံ့ဆော်သွားနိုင်ပါတယ်။တကယ်လို့ဒါအဲ့ဒီလိုဖြစ်သွားခဲ့ရင်ဥရောပတိုက်ကြီးချက်ချင်းရင်ဆိုင်ရမယ့်ကပ်ဘေးကတော့အလွန်ကိုကြီးမားတဲ့ဗန်ယာရေးနဲ့လုံခြုံရေးလိုအပ်ချက်ကြီးပါပဲ။အမေရိကန်မရှိတော့တဲ့နောက်မိမိကိုယ်ကိုကာကွယ်နိုင်ဖို့အတွက်ဥရောပအနေနဲ့မကြုံစားဘူးကြီးမားလာတဲ့တန်ဖိုးတစ်ခုကိုမဖြစ်မနေပေးစားရတော့မှာဖြစ်ပါလေ
အခြေခံအကြဆုံးကိုယ်ပိုင်ကာကွယ်ရေးအဆင့်တစ်ခုကိုရရှိဖို့အတွက်ယူရိုပမဖြစ်မနေဝယ်ယူရမယ့်စစ်လက်နက်ကိရိယာစင်ရင်နဲ့ခံမှန်းကုန်ကြစေတွေအလွန်ကိုများပြားလာပါတယ်။လေကြောင်းရန်ကာကွယ်ရေးအတွက်ဆိုရင် Patriot အစနစ်122ခုကနေ220အထိလိုအပ်ပြီးဒေါ်လာဘီလီယံ100အထိကုန်ကြနေပါတယ်။ထပ်တိုးတင်ကားထောင်ပေါင်းများစွာတိုက်လေယာဉ်264စီနှစ်ဖြစ်တင်ပေါ်16စီစားတဲ့လိုအပ်ချက်တွေအတွက်နောက်ထပ်ဒေါ်လာဘီလီယံပေါင်းများစွာအကုန်အကျခံရပါအောင်မယ်။ဒါဟာပန်ဒါရဲ့အရာအလွန်တုံ့ထုတ်ဖွယ်ကောင်းလောက်အောင်ကြီးမားလို့နဲ့ဝန်ထုတ်ဝန်ပိုးကြီးဖြစ်လာပါလိမ့်မယ်။ပိုပြီးဆိုးရတဲ့အချက်ကငွေကြေးအကန့်အသတ်မရှိသုံးစွဲနိုင်လင်ဆိုတော့လေးလာဆန်းစစ်သူတွေရဲ့ခံမှန်းချက်ရအခုလိုစစ်ရေးအသင့်ဖြစ်မှုအခြေအနေကိုပြန်လည်တည်ဆောက်ဖို့အနည်းဆုံး10နှစ်ကနေ10စုနှစ်တခုကျော်အချိန်ယူရမှာဖြစ်ပါတယ်။အဲဒီ10နှစ်တာကာလကြီးဟာဥရောပတို့အကအဝယ်မဲ့နေမဲ့အလွန်အန္တရာယ်ကြီးမားတဲ့အားနည်းချက်ပြည်တွင်းပေါ်ကြီးတစ်ခုဖြစ်နေပါလိမ့်မယ်။ဒီလောက်ကြီးမားတဲ့အပြောင်းလဲကြီးဖြစ်လာတဲ့အခါကမ္ဘာအာဏာချင်းခွင်ရှာဟာချက်ချင်းပြောင်းလဲသွားပါလိမ့်မယ်။ဒါဆိုရင်အမေရိကန်နှုတ်ထွက်လိုက်တဲ့နီတိုအကြက်အတဲကြီးမှာဘယ်သူတွေကဆုံးရှုံးသူဖြစ်သွားပြီ။ဘယ်သူတွေကပထဝီနိုင်ငံရေးအရအပိဓာအမဲထွက်သွားမလဲဆိုတာတွက်ချက်ကြည့်ဖို့လိုအပ်လာပါပြီ။ဒါကြောင့်အရေးကြီးဆုံးအချက်ကတော့အမေရိကန်မရှိတော့တာနဲ့တပြိုင်နက်ဥရောပရဲ့စီးလုံးညီညွတ်မှုဟာချက်ချင်းပြိုကွဲသွားမှာဖြစ်ပါတယ်။ပင်တက်က EU တက်မတော်တီးတန့်ဖွဲ့စည်းဖို့တွန်းအားပေးလာတော့လို့ဗြိတိန်ကတော့အမေရိကန်နဲ့တီးတန့်ချိတ်ဆက်မဲ့ NATO 2.0 ပုံစံမျိုးကိုရှာဖွေပါလိမ့်မယ်။ဂျာမနီကတော့ဘယ်လိုဆက်ရက်တီးရမလဲဆိုတဲ့အချက်တဲနဲ့ရင်ဆိုင်ရပြီးအရှေ့ဥရောပနိုင်ငံတွေကတော့အကြောက်တရားကြောက်သူတို့နိုင်ငံတွေမှာအမေရိကန်စစ်စခန်းတွေတိုင်းရိုက်လာထားပြီးဖို့တောင်းဆိုလာကြမှာဖြစ်ပါတယ်။ဥရောပဟာအုပ်စုကွဲပြီးကိုရှင်တန်ရေးကိုကြည့်ရမယ့်အနေအထားရောက်သွားမှာပါ။မတားစရာတစ်ချက်ကဒီလိုနှွတ်ထွက်ခြင်းအားဖြင့်အမေရိကန်ကိုယ်တိုင်လည်းကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်လာမှာဖြစ်ပါတယ်။ဥရောပမှာရှိတဲ့အဓိကစစ်စင်ရေးစခန်းတွေဖြစ်တဲ့ Ramstein နဲ့ Lanston တို့ကိုဆုံးရှုံးမှာဖြစ်တယ်လို့ဒေါ်လာ 1.1 trillion တန်ဖိုးရှိတဲ့ဥရောပပို့ကုန်ဈေးကွက်နဲ့ဒေါ်လာ300 billion တန်ဖိုးရှိတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်းအန်တီကြားရောက်နေပါတယ်။ပို့ဆိုတာကဥရောပနိုင်ငံတွေကိုအော်စာလွမ်းပို့ထားမှုကင်းမဲ့သွားတဲ့အတွက်တရုတ်နိုင်ငံစီအဆင့်မြင့်နည်းပညာတွေတင်ပို့နေတာကိုပိတ်ပင်တားဆီးနိုင်စွမ်းရော့ကျသွားပြီးနည်းပညာစစ်ပွဲမှာအမေရိကန်အတွက်ကြီးမားတဲ့အားနည်းချက်ဖြစ်လာစေပါလိမ့်မယ်။ကဲနောက်တစ်ဆင့်ကိုဆက်သွားပြီးဒါကနေဘလို့အကျိုးဆက်တွေဖြစ်လာလဲကြည့်အောင်အမေရိကန်ရဲ့နျူကလ িয়ার ထီးရဲ့ကြီးပျောက်ကွယ်သွားလာတဲ့တပြိုင်နက်ထင်းမှမယ်ယူရှာဟာဒီအခွင့်အရေးကိုချက်ချင်းစုပ်ကိုင်းပါလိမ့်မယ်ယူရှာကဥရောပကိုချင်းချောက်နိုင်တဲ့အကွာဝေး4,000 ကီလိုမီတာရှိတဲ့ SSC-8 ဒုံးကြီးတွေနဲ့9 ကီလိုမီတာရှိတဲ့ Iskander ဒုံးကြီးတွေကိုဖြန့်ကျက်လာပါလိမ့်မယ်ကျွမ်းကျင်သူတွေကတော့ဒီအခြေအနေကိုသမိုင်းဝင်ကျူဘာဒုံးကြီးအကြက်တင်းကြီးရဲ့ဥရောပ version လို့တောင်တင်စားခေါ်နေကြပါပြီ။စဉ်းစားစရာအလွန်ကောင်းတဲ့မေးခွန်းတစ်ခုနဲ့ဒီကနေ့ရှင်းလင်းတင်ပြချက်ကိုညီကုန်းချွတ်ချင်ပါတယ်။ဒီကလို့သာအမေရိကန်လင်းယုံကြီးဟာသူ့အတိုက်ကိုပြန်သွားခဲ့ပြီဆိုရင်ဥရောပအနေနဲ့လွတ်လပ်ရေးကိုထိန်းသိမ်းဖို့အတွက်စီးလုံးညီညွတ်စွာနဲ့ကြီးမားတဲ့တန်ဖိုးကိုပေးဆက်သွားမလား။ဒါမှမဟုတ်ဘေးအင်ကနေအပြုံးကြီးနဲ့စောင့်ကြည့်နေတဲ့ရုရှားရဲ့ချင်းချောက်မှုအောက်မှာအကြောက်တရားနဲ့ဒူးထောက်အရှုံးပေးသွားမလား။ကမ္ဘာလုံးကျုံရဲ့အစီအမံကြီးကကျွန်တော်တို့ထင်ထားတဲ့အများကြီးပုံမကျွေလွန့်လွယ်နေတယ်ဆိုတာကိုအခုလေ့လာခဲ့ရတဲ့သတင်းရင်းမြစ်တွေကသတိပေးနေပါတယ်။အားလုံးပဲနောက်ထပ်ရှင်းလင်းတင်ပြချက်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။